အားလုံးမင်္ဂလာပါGorilla TV မှာကြိုဆိုပါရစေအခုဆိုရင်တော့ကျွန်တော်ရဲ့ဒီ root Kickstarter ရောက်လာပြီပေါ့ဒီနေ့တိုင်းပဲတော့အများကြီးပဲအခုနောက်ဆုံးထွက်တဲ့ကတော့ဒီ Homeland expansion ပေါ့အဲ့ expansion နဲ့ဟိုအရင်ဟာတွေအကုန်လုံးကျွန်တော်မှာလိုက်သေးတယ်အခုတော့ရောက်လာပြီကဲအထက်မှာဘာ content တွေပါလဲဆိုတော့အတူတူ unboxing လုပ်လိုက်ရအောင်ကဲအရင်ဆုံး base game နဲ့စလာပေါ့ဂိမ်းဘူးကလေးတော့လေးပဲဒါတော့ကြော်ညာဒီကောင်လဲအဟွိုင်းနဲ့ဒါ root လိုပဲဒါပေမဲ့ပင်လေသမျှ things ပေါ့ဒီကောင်လဲတော်တော်ကောင်းကြတယ်ကောင်းတယ်ပြောတာပဲဟိုဝယ်တော့ဝယ်တာလည်းမဆန်းတော့မဆန်းဆိုရသေးဘူးကဲဒီကောင်ကြော်ညာတော့ကဲဒါကပါလေဒါစော်နီးမသိမှဆိုလို့ဒါကျူတူရီရဲ့တပွဲစော့ပြရတယ်ဆိုတော့ဒီကောင်ကလည်းကျူတူရီရဲ့ကောင်းကောင်းမကြည့်ရလို့ရှိရင်ဘလို့မှမစော့တတ်ဘူးဒီစာဖတ်ရုံနဲ့စော့တတ်ဖို့ကတော်တော်ခက်တယ်โอเคဒါကြော်ညာ game robot ကဒါလေးပဲပြောရနေနေစောရတယ်ဒါ function တစ်ခုချင်းစီရဲ့ဟာရှင်းပြတာဘလို့နေရာကျရင်ဘလို့လုပ်လို့ရပါလဲဆိုတော့မပြီးသေးပါဒါပါ component list okay ကဲကိုမ player ပုတ်လာတော့ဒီကောင်လဲ table နေရာတော့ယူပဲ okay ဒါကtable side တော့ဟို table side ဒါ figure ပေါင်းရင်ဟာဒါ Marky the catခုနက Vega ပေါင်းကျတော့ဟိုစစ်တိုက်နေ game မှာတော့ RPG ဝင်စောရတဲ့ကောင်မျိုးပေါ့ဟိုတနေရာနဲ့တနေရာ flash quest တွေလုပ်ပြီးတော့အမှတ်ရှာရတာဒီကောင်ကကျတော့ဟိုဘယ်လိုပြောမလဲတစ်တီခုတ်ပြီးတော့စိတ်ယုံစောရတဲ့ကောင်ပေါ့ဒီကောင်ကကျတော့ဒါတော်လိုင်းတက်တွေပေါ့ဟိုသူများကြီးစစ်တိုက်နေကြတော့ဒီကောင်ကဟိုတစ်တီလေး underground လုပ်ပြီးတော့ဟိုကင်းမုံချဟိုပြောမလဲ ambush လုပ်ရတဲ့ကောင်ပေါ့EU Dynasty ဒါကြတော့ဟိုကတ်တွေချပြီးတော့ program ကတ်တွေကို program ချပြီးတော့စော်ရတဲ့ကောင်ပေါ့ဒီကောင်လည်းဟိုတော်တော်ခက်တယ်တဲ့မှာပါတယ်ကဲဒီလိုရှိရင်ဒါကgame book ကတော့ hub လုပ်ကြည့်ပဲgame book ကကျတော့ table side ဒါကတော့ punch up လုပ်ရမယ်ဟာဒီဒီမှာ item တွေပါတယ်ပေါ့ဒါ clearing suite တွေပေါ့ okay ဟို plus 8တွေတော့ပြီးတာမဆိုကောင်းတယ်ကဲဒါရကြတော့အယုတ်ကလေးတွေကတော့မိုက်တယ် plastic လုံးဝမသုံးတော့ဆိုတော့တက်သားတုံးလေးနဲ့အဲကြောင့်လည်းလေးရ oh sorry နောက်လို့ဆိုရင်ဒါငတ်တယ် ငါဒီဒါရဆိုရင်ကြောင်ပြီ
ဒါဆိုလို့ရှိရင်ကြွက်တွေထဲမှာမှဒီဗေဂါဘောင်းကကျော်တရုတ်ထဲပေါ့သူကကျန်တဲ့ကောင်တွေလို့စစ်သားကြီးမကန်ရအောင်တော့တရုတ်ထဲပြီးတော့အန်စာတော့ဘယ်တဲ့ dice ဤလို့ရှိရင်ဒါကငတ်တွေအတွက်ကတ်တွေဖွင့်ကြည့်ဒါကြောင့် player တွေစော်ရတဲ့ suite တွေပေါ့ဒါငှက်တွေရဲ့ leader ကတ်တွေပေါ့ဒါကျတော့ fake ဘောင်းရဲ့ character ကတ်တွေဒါ fake ဘောင်းရဲ့ quest ကတ်တွေပြီးတော့ဒါ player 8တွေโอเคဒါကကျတော့ base game ပေါ့ဒီကောင်ကကျတော့ဒါ rook ရဲ့ဒုတိယပထမဦးဆုံး expansion ပေါ့ဟို river folk ပေါ့ဒီထဲမှာကျွန်တော်အကြိုက်ဆုံး function ပါတယ် digital version ပဲစော်ဘူးတော့ဆိုတော့ physical version ကိုမှသိချာကင်ဘူးတာကဲဒီမှာဆိုရင်တော့ function ကပထမ game မှာ function က4ခုပါတယ်ဒီမှာကျတော့ expansion မှာ function က2ခုအသစ်ပါတာပေါ့ထုံးစံတိုင်းပဲဒီမှာဒီ function တစ်ခုတည်း rule ပို့ပါတယ်အဲ့ function အကြောင်းသေချာရှင်းပေးထားတဲ့ပါတယ်စာရွက်တွေကတော့တရချင်းသေချာမကြည့်တော့ဘူးပေါ့ဖွင့်ရမှာများတော့နည်းနည်းကြော်လိုက်မယ်နော် sorry ဒါကျတော့ component list တွေထုံးစံတိုင်းပဲ punch လောက်ရမယ်ဟာအသစ်တွေပေါ့ဒါကျတော့ cooperative ဆော်လို့ရတယ်တော့ပြောတာပဲဒီကျတော့မသိ clock ပေါ့ဟာဒီ okay ဒါကတော့ expansion ရဲ့ character အသစ်တွေပေါ့ river folk company ကကျတော့ဒါဟိုဘယ်လိုပြောမလဲစစ်တိုက်နေကြတဲ့မှာဒါဈေးဝင်ရောက်ရတယ်ဈေးပန်းခင်းရတဲ့ကောင်လေးပေါ့ဈေးပန်းခင်းမယ်ကိုလူတွေကိုတဲမှာရှိတဲ့ကတ်တွေကိုရောင်းမယ်သူများဟိုသူများတွေကိုတက်သားတွေကိုသူများအကောင်တွေအတွက်ကို mercenary အနေနဲ့ကြေးစားလိုက်ပြီးတယ်ပေါ့အဲ့လိုကောင်တွေဒါကျတော့ laser code ကကျတော့ပြောရရင်ရှင်းရှင်းပြောရင်မဘာသားတွေပေါ့ဟိုဘာမှသိမလို့ဘူးဒါပေမဲ့သူတို့ကိုသွားထိလို့ရှိရင်ဟိုလိုက်ပြီးတော့ဒုက္ခလိုက်ပြီးတဲ့အားတွေပေါ့ဘာသာကြီးခောက်တွေဒါကျတော့ fake ပေါင်းပုတ်အစ်တစ်ခုပါလာတာပဲဒါကျတော့ဟိုဈေးရောက်တဲ့ကောင်အတွက်အဆင်ပြေအောင်လို့ကတ်တွေကိုလက်ထဲမှာကင်ကြရမလို့ပဲနဲ့တင်ထားလို့ရတဲ့ဈေးပန်းပေါ့ဒါကျတော့ order ဒီ river folk company ရဲ့ဒီကောင်ကျတော့မဘာသာရုပ်ဒီဟောဆိုလို့ရှိရင် Vega ဘောင်းက2ကောင်တောင်ထည့်လို့ရပါပေါ့ပုံမှန်ဆိုတပွဲမှာ1ကောင်ပဲဒါမှဒီ expansion နဲ့ဆို Vega ဘောင်းက2ကောင်ဖြစ်သွားပါပေါ့ပြီး plus 8ကြီးပါတယ်ကဲဒါကကျတော့ cat တွေပေါ့ဒါကျတော့ main suite နဲ့အတူတူထည့်ဆော်ရမယ် cat အသစ်တွေနောက်ထပ် Vega ဘောင်း
character အသစ်တွေပေါ့အဲ့ဒါနဲ့ player 8နှစ်ခုနဲ့ကဲဒါကြတော့ Riverfolk expansion ပေါ့ဒုတိယမြောက် expansion ဒီ underground ပေါ့ဒီကဘာလဲကြည့်လိုက်အောင်ဒီမှာကျတော့ expansion မှာ map အသစ်နဲ့ function နှစ်ခုပို့ပါလာတာပေါ့ကဲဟုတ်နိုင်မယ်ရူဘိုအသစ်ပါမယ်အဲ့ဒီရူဘိုတွေရဲ့ဟာလေးတွေကိုပြန်ပြီးတော့ရှင်းထားတဲ့ဟာလေးပါမယ်ဒါကြတော့ component list ပေါ့ဒါကြတော့ပန့်ချက်လောက်ရမယ်အားတွေပေါ့ကဲဒါကြတော့အသစ်ပါတဲ့နှစ်ဖွဲ့ပေါ့ COVID conspiracy နဲ့ဒီ underground touchy နဲ့ပေါ့ underground touchy ကကြတော့ market လိုပဲစော်တာနည်းနည်းယုံနေစောက်ပြီးတော့လိုက်ပြီးတော့တိုက်တဲ့အားမျိုးပေါ့ဒီကောင်ကတော့ဒါlizard ခောက်ပြီးလို့ရှိရင် personal favorite ပေါ့ဘာလို့လဲဆိုတော့ COVID conspiracy နာမည်ကတော့နည်းနည်းတော့စားတယ်ဒါပေမဲ့ဟိုမြေပုံမှာလိုက်ပြီးတော့ထောင်ချောက်တွေလိုက်ထောင်ဟို plot တွေလိုက်ချပြီးတော့သူများကိုဒုက္ခပေးရတာပေါ့ကဲဒါကတော့ map အသစ်ဒါကြောင့် lake mark နဲ့ဒီဘက်မှာဆိုလို့ရှိရင် mountain ဆိုပြီးတော့ map ကတော့ဒီဘက် side နဲ့နှစ်ခုပါမှာပေါ့ဒီရှင်ဒါကြောင့် map ဒါကြောင့် mountain map ရဲ့ဟာပေါ့ mountain map မှာအဲ့လိုမျိုး location တစ်ခုကိုထိန်းထားလို့ရှိရင်တော့အလှည့်တိုင်း crown နေရမှာပေါ့ဒီကောင်ကျတော့ COVID conspiracy ကအယုတ်ကလေးတွေဒါ underground touchy ရဲ့အယုတ်တွေတော့ဒီ map game expansion ကနေစပြီးတော့ landmark တွေပါလာတာပေါ့ခုန lake မှာဆိုလို့ရှိရင်တော့အလဲမှာရေတွင်းအကြီးဟို sorry ရေကန်အကျယ်ကြီးရှိတယ်ပေါ့ရေကန်အကျယ်ကြီးမှာတော့တရားလေးနဲ့ဟိုဖောင်လေးနဲ့တနေရာသွားလို့ရတယ်ပေါ့ဒီကောင်ဆိုလို့ရှိရင် mountain map ရဲ့အလဲမှာတာဝါကြီးရှိတယ်အဲ့တာဝါကိုထိန်းထားနိုင်လို့ရှိရင်အလဲတိုင်းတော့တမတ်စီတိုးနေမှာပေါ့ဒီကနေစပြီး landmark ဒီစပါလာတော့ဟောဒါကြတော့အန်စာတော့အစ်စ်ဒါကြတော့တက်အစ်စ်ဒီပေါ့player 80ဒီရင်ဒါ Nobel ဒီပေါ့ underground touchy ရဲ့ကတ်တွေကဲဒါကြတော့ဒုတိယ expansion နောက်တစ်ခုဆက်သွားမယ်ကဲဒီကောင်ကျတော့ဒါ3ခုမြောက် main expansion ဖြစ်တဲ့ Damroda ပေါ့ကဲကျွန်တော်ပါလေးကြည့်လိုက်အောင်ဒီမှာတော့ဟိုပြီးတော့ map တော့မပါတော့ဘူး map မပါဘူးဒါပေမဲ့ function အသစ်နှစ်ခုပါလာမယ်ဟုတ်ငါနေမယ် learn to play Lord of Rook component list ကဲဒါပန်ချက်အားကဲဒါကကြတော့ဒါရဲ့ကျတော့ game မှာပါတဲ့ function နှစ်ခုပေါ့ Lord of the 100နဲ့ Keyboard of Iron နဲ့
keyboard တော့ iron ကကြတော့ပြောရရင်ဒါဟို Vega ဘောင်းကိုပဲ upgrade version ပေါ့ဒီကောင်ကကြတော့ဟိုဘယ်လိုပြောမြေပေါ်မှာရှိတဲ့ artifact တွေကို လိုက်စုပြီးတော့ဟိုကိုစက္ကန့်မှာပြန်လာသိမ်းလို့ရှင်တော့အမှတ်ရတယ်ပြောရင် Indiana Jones တို့ Tomb Raider တို့လိုမျိုးလိုက်ပြီးတော့ artifact တွေလိုက်စုရတဲ့ကောင်ပေါ့ဒီဟာကျတော့ Lord of the Hundred ကကျတော့ပြောရရင်ဟိုခိုးဆိုးလူနှိုက်တဲ့ဓမြတွေပေါ့ဟိုလိုက်ပြီးတော့ရွာတွေကို pillage လုပ်မယ်မီးရှို့မယ်ပြီးတော့ဓမြတွေကိုလိုက်တိုက်မယ်အဲ့လိုတိုက်နေတာဟိုကသူတို့အမှတ်ရတယ်ဒါကတော့ one of the personal favorite ပေါ့ဓမြဒုက္ခပေးရရင်ပျော်တဲ့ငါလေးရတယ်ကဲဒါကကျတော့ရုပ်ပြီဒါရဲ့ကျတော့အယုတ်တည်တယ်ဒါရဲ့ကျတော့မာကိပဲဒါမဲ့ဘယ်နေရာမှာသုံးလဲတော့မသိဘူးဒါလည်း Woodland Alliance နဲ့ဒီ Vega ဘောင်းဟာပဲဒါ keeper တော့ iron အယုတ်ကလေးဒါကတော့တကင်းလုံးမှာဒါအယုတ်အများဆုံးလို့ပဲခေါ်မှာပေါ့ Lord of the Hundred ရဲ့အယုတ်ဒီဒါ Lord of the Hundred ဒါ leader warlock figure ပေါ့ကဲဟိုမှာကျတော့ကက်က plus 8တိတ်ပြရတယ်မှာကျတော့ကက်ကကြီးလိုက်တာမှာကျတော့ကက်ဆိုင်တွေပြောင်းသွားပြီဟောဒါ higher lane တွေပါထည့်ထားတာပဲဟောဒါဆိုဒီကောင်လေးကဒါ higher lane အယုတ်တွေပြအိပါတယ် the forest patrol ဒါ NPC ထည့်လိုက်တာဆိုရယ်ဒီမှာဒီ function မပါဘူးဆိုလို့ရင်ဒီ function လေးထည့်ပြီးတော့ NPC အနေနဲ့ဆော်လို့ရတယ်ပေါ့ပုတ်ကတော့ပြည့်ကျက်သွားမှာပဲဒါကအန်စာတော့အစ်တီဒါကျတော့ကအစ်တီ offense set up ဟောဒါဖန်စရာကများလိုက်လားဟောဒါထွက်ထားသမျှအကောင့်လေးအကုန်လုံးရဲ့ event setup တွေဒါကျတော့ Lord of the Hundred ရဲ့ဒါဟို warlock ရဲ့ move တွေပေါ့ဒီနေ့မှာဒေါသထွက်မယ်ဒီနေ့မှာပြင်းမယ်အဲ့လိုမျိုးဒါရောဟို keeper တော့ iron ကတ်ဒီပေါ့ကဲနောက် expansion သွားကြတော့ပေါ့ကဲခုဆိုလို့ရှိရင်တော့ဒါ၄ခုမြောက်နေတာနောက်ဆုံး expansion ပေါ့ဒါ homeland ဒီမှာဆိုလို့ရှိရင် map အသစ်2ခုပါလာမယ်စော့စရာ function ကတော့3ခုတောင်ထပ်အသစ်ပါလာတာပေါ့ပုံမှန်ဆိုရင်တော့2ခုစီပဲထည့်တာဒီမှာ3ခုတောင်ပါတယ်ကဲကြည့်လိုက်ရအောင်ပြီးတော့ပြောကြတာကတော့ဒီ map အသစ်မှာကတော့ပုံမှန်ဆိုရင်မြေပေါ်ကကြက်ညက်နေတာဒါဟို map အကြီးတွေပါတယ်ပြောတာပဲကဲပါလေးကြည့်လိုက်အောင်โอเคဒါကျတော့လမ်းမအသစ်တွေပေါ့ဒါ function အသစ်ဖြစ်တဲ့ဒါ Twilight Council ရဲ့ Lino တွေပေါ့ Lino အယုတ်တွေဒါကျတော့ Lily Diabra မပြောတော့ဘူးဒီသူ့နာမည်ကအသစ်ဆိုမပြောတတ်သေးဘူးဒါဖားတွေပေါ့ဒါကျတော့ Vega ဘောင်းလိုမျိုးပဲ function အသစ်ပေါ့
figure ဘုံနဲ့လောထန်အတွက်ပေါင်းထားတဲ့ function အသစ်ပုံစံမျိုးနာမည်ကတော့ဘာ character တွေလည်းမသိဘူး okay ကတ်တည်းကနောက်မှဖွင့်မယ်ဒါကြတော့ခုနကဟိုဒီဟာရဲ့ဒီ function ရဲ့ leader တွေပေါ့အစားတော့အသစ်ထိထပ်ပေးလိုက်ပြန်ပြီ okay do we have here ဒါမိုက်ဖူးကဲဒါကြတော့ Rupert Lord of Rook ဒီက Rupert ကတီတီလီစော်နေရဒါပေမဲ့အဲ့စော်နီတီတီလီကိုပြန်ပြီးအကျယ်ချုပ်ပြန်ရှင်းအကျယ်ဖွင့်ပြီးရှင်းလာတာစာရီပဲဒီဟာဒါလည်းတော်တော်စာဖတ်တာ component list ဒါကြတော့ပန်းချက်လောက်ရမယ်ဟုတ်ကဲဒါက map အသစ်တော်တော်ကြည့်ရပဲပြီးတော့ဒီ map ကကြတော့ဒါ Jaws လားဒီ map ကကြတော့ပုံမှန်ကဒီ community ကပြန်ပြီးတော့လုပ်ထားတဲ့ map ပေါ့အဲ့ဒါကို developer တွေကကြိုက်လို့ဒါကို officially ထည့်သုံးလိုက်တာပေါ့အော်ဒီ map ကျဲတဲ့ map ဆိုတာဒီ mapဒါက function အသစ်တွေ okay lilipad diaspora ဒီကောင်ကကျတော့ပြောရရင်ဒါဖတ်ကြည့်ရတဲ့လောက်ကတော့ migrant တွေပေါ့နိုင်ငံပြောင်းတဲ့ကောင်တွေသူတို့က peaceful way ဒါပေမဲ့သူတို့တော့မထိသူကြီးဘာမှမဖြစ်ဘူးသူတို့တော့ထိလိုက်ရင်တော့အကုန်လုံး neighborhood တွေကအကုန်လုံးထကြွဒုက္ခပေးမယ်ဟာတွေပေါ့Twilight Council ကြတော့ဒါ UN ကိုပဲနည်းနည်းစောက်ဒုက္ခပေးတဲ့ UN ပေါ့သူကကြတော့မြေပုံတွေမှာလိုက်ပြီးတော့ဟိုသူတို့ token တွေလိုက်ချမယ်သူတို့ကဟို policing လိုက်လုပ်တဲ့ပုံစံမျိုးပေါ့အဲ့နေရာကိုသူတို့ကသူများအဆောက်အဦရှိတဲ့နေရာကိုသူတို့ကထိန်းထားလို့ရှိရင်သူတို့အမှတ်ရတယ်အဲ့လိုမျိုးအဲ့သူတို့ရှိတဲ့နေရာမှာဘာမှလုပ်လို့မရဘူးဘယ်တယ်လဲချလို့မရဘူးအဲ့လိုမျိုးဒီကောင်ကကျတော့တိတ်ပြီးတော့နားတော့မလဲသေးဘူး။ညလူသေချာပြန်ဖတ်ကြည့်အောင်ပါ။โอเคမပါတဲ့ tag အသစ်တွေဖွင့်ကြည့်အောင်ဒါကြတော့ cat suite အသစ်ပေါ့ပုံမှန်ဆိုလို့ရှိရင်တော့ဟို suite 3ခုနဲ့ y ငှက် suite တစ်ခုပါတယ်ဒီမှာကျတော့ pa suite တစ်ခုအသစ်ပါလာတော့ဒါကြတော့ဟို function အသေးရဲ့ leader တွေလားမသိ
Gladiator Chiller Cheat မိုက်မယ်ပုံမယ်ဒါကြတော့ player 8ဒါကြတော့ advanced setup ကတ်ဒီပေါ့laser cut clarification တော့ဘယ်အကောင်းဆိုဘလို့ interrupt ဖြစ်တယ်ဆိုတဲ့ဟောတေချာပြန်ရှင်းမိတာတော့ဒါကခုနတော့မြင်ခဲ့တဲ့အစာအုပ်တွေကိုဖြစ်ရ mouse hole Foxboro Rapid Town okay ဒါကတ်တယ် ဖေကပေါင်းဟာပြီးတော့ဒါခုနကတ်သေးဟာတွေ Osfair ကဲဦးဆိုလို့ရှိရင်လည်း major expansion တွေပြီးပေါ့ mini expansion လေးဖွင့်အောင်ကဲကိုဆိုလို့ရှိရင်တော့ဒါက group ရဲ့ mini expansion လေးတွေပေါ့ mini expansion လေးတော့ဘာပါလဲဆိုတော့ဒီလိုမျိုးဟိုဘယ်လိုပြောမလဲ deck အသစ်တွေပေါ့deck အသစ်တွေပါလာမယ် ability အသစ် deck အသစ်တွေပါလာတယ်ပြီးလို့ရှိရင်ဒီ hireling ဆိုတဲ့ဒီ NPC character လေးတွေပေါ့ NPC character အသစ်တွေပါလာမယ်ပြီးတော့ဒီလိုမျိုး landmark အသစ်တွေပါလာခုနဟို tower တို့ဖောင်တို့လိုမျိုး landmark အသစ်တွေပါလာပေါ့ကဲထဲထဲမှာကြည့်လိုက်အောင်တော့စေ homeland နောက်ဆုံးမှဖွင့်မယ် river folk ရဲ့ hireling တွေကြည့်အောင်တော့ NPC တွေကလည်းသူ့အလံဒုက္ခတော့ share ပေးတယ်။ဒါကြတော့ River Folk Hireling Okay မှာကြတော့6 new hireling plus ရတဲ့ဒီပေးတယ် Okay အမှန်တော့မရှိတော့answer တော့အသက်ပါတယ်ဟောဒါ river folk hireling ဒါ laser cut ပုံစံမျိုးပဲဘာကောင်လေးလေတော့မသိချစ်စရာလေးဒါကျတော့ပန်းချက်လောက်ရမယ်ဟာလေဒါဒီ higher lane ရဲ့ rule ပေါ့ဒါပါ River Folk Flotilla Some prospectတော့ hireling တွေကြတော့ NPC လုံးနေနေမယ်ပြီးလို့ရှိရင်အဲ့လူတွေကိုကိုကresource တွေပလာမသိအဲ့လိုမျိုးပေးလို့ရှိရင်သူကငှားလို့ရတယ်ပေါ့ Okay တခုပြီးပြီနောက်တစ်ခု underground hireling Okay plus တွေကတော့ share ပေးရ
န်စာတော့အသစ်ပါတယ်ရူပုတ်ပါမယ်ဒါပြီးဖွင့်မယ်တော့တိုင်းပန့်ချက်လောက်ရမယ်ဟာရောကဲ finally ကဲဒါကြတော့ higher lane အသစ်တွေ Conference spy okay I should take a lead okay now the cool the homelandပန်ချက်လောက်ရမယ်ဟာအသစ်ဒီကဲဒါကြတော့အသစ်ဒီအယုတ်အသေးကလေးဖားရီခုနကဖားနေပါကွာလဲဆိုပါဇက်ပူပြေးတယ်နားကြလင်းတို့အန်စာရုံးပါတယ်ဒါပါပဲအားလေးဟာโอเคကြီးဖွင့်ကြည့်တော့တော့ဒီမှာထပ်အုပ်ထားသေးတာဒီလိုမျိုး neutral ပုံစံလုပ်ပေးလိုက်တယ်တော့ကောင်းတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီကျန်တဲ့ higher link တွေအကုန်လုံးဒီ box ရဲ့အကုန်စုထည့်ထားလို့ရတယ်ကဲအရှုပ်ဒီအပြမကြည့်မယ် plastic ဒီပေးတာလေ more plastic oh my god rubo စားတော့ဒီတစ်ခုပဲဖြည့်ရတာလွယ်တယ်။ကဲဒါကြတော့ဂီတာတီးမဲ့ဟစ်ပြီးတယ်။ဒါကြတော့ body cut fault keeper rust smuggler flying bear အားလေးနေရာဒီကောင်နဲ့ဒီကောင်တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်။ရှုပ်ကလေးဒါကြောင့်ခုနချင်းဆိုတဲ့ကောင်လေးဒါကြောင့် Keeper of Iron ရဲ့ Higher Link version
ခုနကြွက်တည်းရဲ့ version okay ဘူးရကြည့်ရဒါလေးပါပဲအဓိကတော့ဒါ storage box ပုံစံမျိုးပဲလောက်ထားတာပေါ့အဲ့တော့မိုက်တယ် okay အဲ့တော့ဒီ server ကတကယ်လိုတော့မလို့ okay လက်မှတ်လေးကြည့်လိုက်အောင် plastic ပါတယ် okay အဲ့ဒီပါလေးလေးဆိုကြည့်ရအောင် okay ဒါကခုနဟိုဘူးလေးမှာပါတယ် the tower the ferry legendary fort ဒီကောင်းနေတယ် black market Lost City ဟောကြောအဲ့ဒါ tree top okay ဒါကကျတော့လမ်းမဘယ်လိုဆက်ရက်လောက်ရလဲဆိုတော့တော်တော်စုံသွားပါပြီတက်တွေကတော့နောက်ဆုံးမှဖွင့်တော့ဒါကျတော့ Vega ပေါင်းဒါကျတော့လေ cosmetic ပဲပြောလို့ရမှာ Vega ပေါင်းကျတော့ဘာလို့ဆိုတော့ Vega ပေါင်းကျတော့ပုံမှန်ကအရုပ်ကလေးတရုပ်နဲ့ပဲကူစားပြပါလိဒါကျတော့ Vega ပေါင်း character တစ်ကောင်ချင်းစီကိုပြန်ပြီးတော့အရုပ်တစ်ခုချင်းစီလုပ်ပေးလိုက်တဲ့ပုံစံမျိုးပေါ့ဒါကြတော့ punch up တေးဒါ Vega ပေါင်း character နောက်ထပ်အသစ်3ခုပေါ့ဒါတော့ဒီတိုင်းပဲပြလိုက်တော့ဒီတသားရုပ်လေးနဲ့လောက်ထားတော်တော့မိုက်တယ်ဒီကောင်ဆိုလို့ရှိရင်တော့အသစ်ကောင်မှနော် back ဒီရစာမတူဘူးလေဒါကကြတော့ Isaiah and the Petty Center ဒါကြောင့်အသစ်ပေါ့
ကတ်တွေကများလို့စိတ်တော့မပူနဲ့လို့ဆိုတော့အကုန်လုံးကတက်နောက်ကြောတွေကကွဲနေတာဆိုတော့ရောဝါလဲချက်ချင်းပြန်ခွဲလို့ရတယ်ကဲခုဆိုလို့ရှိရင်တော့ဒါ root booking အားလုံး unboxing ပြီးပါပြီပေါ့ unboxing ပြီးပါပြီအကုန်လုံးကို repulse လုပ်လိုက်ပြီကဲဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye